ကမ္ဘာဘောလုံးသမိုင်းကိုအသစ်ပြန်ရေးမဲ့2026ကမ္ဘာဖလားရဲ့ထူးခြားချက်များမင်္ဂလာပါရှင်ထူးခြားဆက်များတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ကြည်ပါ channel လေးကနေကြိုဆိုလိုက်ပါတယ်လေးနှစ်မှတစ်ကြိမ်သာကျင်းပတဲ့ကမ္ဘာဖလားပြိုင်ပွဲကြီးဟာကမ္ဘာပေါ်မှာလူကြီးအများဆုံးနဲ့လွှမ်းမိုးမှုအကြီးမားဆုံးအားကစားပွဲတော်ကြီးဖြစ်ပါတယ်။လက်ရှိ2026ခုနှစ်ကမ္ဘာဖလား FIFA World Cup 2026ကအရင်ကကြည့်ခဲ့မှုတဲ့ကမ္ဘာဖလားတွေနဲ့မတူညီတော့ပါဘူး။ FIFA ဘက်ကနေပြိုင်ပွဲရဲ့ပုံစံအရွယ်အစားနဲ့အခင်းချင်းအလုံးကိုသမိုင်းမှာတစ်ခါမှမရှိဘူးလောက်အောင်အကြီးအကျယ်ပြောင်းလဲလိုက်ပြီးဖြစ်ပါတယ်။ဒီကနေ့မှာတော့2026ကမ္ဘာဖလားပြိုင်ပွဲကြီးမှာဘလို့အမကန်ထူးခြားချက်တွေပါဝင်လာမလဲဘလို့မှတ်တမ်းသစ်တွေရေးထိုးတော့မလဲဆိုတာကိုတင်ဆက်ပေးသွားမှာပါ။အရင်ကကမ္ဘာဖလားပွဲတွေကိုနိုင်ငံတကာနိုင်ငံတွေကပဲအင်ရှင်အဖြစ်လက်ခံကျင်းပလေးရှိပါတယ်။2002ခုနှစ်တုန်းကဂျပန်နဲ့တောင်ကိုရီးယားနိုင်ငံကပူးတွဲကျင်းပခဲ့တာကလွှဲရင်အေရှနိုင်ငံအများကြီးပေါင်းဆက်ကကျင်းပတာမျိုးမရှိခဲ့ပါဘူး။2026ခုနှစ်ကမ္ဘာဖလားမှာတော့မြောက်အမေရိကတိုက်ကနိုင်ငံကြီး၃ခုဖြစ်တဲ့အမေရိကန်၊ကနေဒါနဲ့မက္ကဆီကိုတို့၃နိုင်ငံပေါင်းပြီးအေရှအဖြစ်ပူးတွဲလက်ခံကျင်းပပါတယ်။နိုင်ငံ၃နိုင်ငံရဲ့မတူညီတဲ့ယဉ်ကျေးမှုတွေနဲ့ခင်မီတဲ့အားကစားကွင်းကြီးတွေပေါင်းဆက်သွားမယ်။ကမ္ဘာဖလားပွဲကြီးကခမ်းနားလိုနေမှာပါပရိသတ်တွေကပွဲစဉ်နေချင်းရင်နိုင်ငံ၃နိုင်ငံရဲ့မတူညီတဲ့အငွေသက်တွေကိုတပြိုင်နက်တည်းခန်းစားခွင့်ရရှိတော့မှာပဲဖြစ်ပါတယ်။နောက်ထပ်ထူးခြားချက်တစ်ခုကတော့အသင်းပေါင်း48သင်းကလာရောက်ရှင်ပြိုင်မှာပဲဖြစ်ပါတယ်။1998ခုနှစ်ကနေစပြီး2022ခုနှစ်ကာတာကမ္ဘာဖလားအထိခြေစစ်ပွဲအောင်တဲ့အသင်း32သင်းသာရှင်ပြိုင်ခဲ့ကြတာပါ။2026ခုနှစ်ကမ္ဘာဖလားမှာတော့အသင်းရေအတွက်ကိုတိုးလိုက်တဲ့အတွက်ကမ္ဘာဘောလုံးပွဲစဉ်တွေမှာနေရာမရခဲ့တဲ့နိုင်ငံငယ်လေးတွေကကမ္ဘာဖလားကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရဖို့မျှော်လင့်ချက်တွေပိုများလာပါတယ်။အရင်ကအာရှတိုက်ကနေ4သင်းသို့မဟုတ်5သင်းလောက်ပဲခြေစစ်ပွဲအောင်လေးရှိပေမဲ့အခု48သင်းဖြစ်သွားတဲ့အတွက်အာရှတိုက်ရဲ့အတွက်နေရာ8နေရာအထိရရှိလာပါတယ်။အသင်းတွေများလာတာဖြစ်လို့ပွဲစဉ်တွေလည်းအများကြီးပိုများလာပြီးအရင်32သင်းခေတ်ကစုစုပေါင်းပွဲစဉ်64ပွဲပဲကစားရပါမယ်။အခု2026မှာတော့စုစုပေါင်းပွဲစဉ်104ပွဲအထိကစားသွားရမှာပဲဖြစ်ပါတယ်။အရင်လို16သင်းအဆင့်ကနေမစတော့ပဲ32သင်းအဆင့်ဆိုတဲ့ရှုံးထွက်အဆင့်တစ်ခုထပ်တိုးလာပါတယ်။ဘိုလ်ပွဲရောက်မဲ့အသင်းတွေကအရင်9ပွဲကစားရပါမယ်။အခု10ပွဲအထိကစားရတော့မှာပါ။ပွဲစဉ်တွေများလာတဲ့အတွက်ပြိုင်ပွဲကာလကလည်းသမိုင်းတလျှောက်အရှိကြဆုံးအဖြစ်39ရက်တိုင်တိုင်ကျင်းပသွားမှာပဲဖြစ်ပါတယ်။ဘောလုံးကိုယူသွတ်တဲ့ပရိသတ်တွေအတွက်ကတော့တလကြော်ကြော်လုံးလုံးနေတိုင်းလူလိုရင်ခုန်စိတ်လှုပ်ရှားစရာပွဲစဉ်တွေကိုကြည့်ရှုခွင့်ရတော့မှာမို့ထူးခြားတဲ့ပွဲကြီးပဲဖြစ်ပါတယ်။ဒီလောက်ကြီးကျယ်တဲ့ပြိုင်ပွဲကြီးကိုလက်ခံကျင်းပဖို့မြို့ပေါင်း16မြို့ကိုရွေးချယ်ထားပါတယ်။အမေရိကန်က17မြို့၊မက္ကဆီကိုက3မြို့နဲ့ကနေဒါက2မြို့တို့မှာရှင်ပြိုင်ကြမှာဖြစ်ပြီးမက္ကဆီကိုစီးတီးမှာရှိတဲ့အက်စတာကာအားကစားကွင်းကြီးမှာ2026ခုနှစ်ကမ္ဘာဖလားရဲ့အဖွင့်ပွဲစဉ်ကိုလက်ခံကျင်းပခဲ့ပါတယ်။1980နဲ့1986ကမ္ဘာဖလားရီတုန်းကလည်းဖွင့်ပွဲတွေကိုဒီကွင်းကြီးမှာပဲကျင်းပခဲ့တာဖြစ်တဲ့အတွက်ဒီကွင်းကြီးဟာကမ္ဘာဘောလုံးသမိုင်းမှာတော့ကမ္ဘာဖလားဖွင့်ပွဲကို3ချိန်တိုင်တိုင်လက်ခံကျင်းပခွင့်ရတဲ့တခုတည်းသောကွင်းဖြစ်လာခဲ့ပါတယ်။ဒါအပြင်ကမ္ဘာဖလားရဲ့အမြင့်ဆုံးပွဲစဉ်ဖြစ်တဲ့ဘောလုံးပွဲကြီးကိုတော့အမေရိကန်ပြည်ထောင်စုနယူးဂျာစီနယူးယောက်ကလူပေါင်း8000ကျော်ဆန့်တဲ့ MetLife Stadium ကြီးမှာခန်းခန်းနားနာကျင်းပသွားမှာပဲဖြစ်ပါတယ်။ဒီလောက်ခြေပြန့်တဲ့နိုင်ငံ3နိုင်ငံမှာကျင်းပတာမို့ကစားသမားတွေနဲ့ပရိသတ်တွေခရီးသွားရတာပြင်ပနိုင်မယ်လို့ထင်ကြပေမဲ့လည်းဒီပြဿနာကိုလည်း FIFA ကဖြေရှင်းထားပါတယ်။ပြိုင်ပွဲဝင်အသင်းတွေခရီးပတ်မှုမရှိစေဖို့အတွက်ကွင်းတွေကိုအရှေ့ဘက်ခြမ်းအလဲပိုင်းနဲ့အနောက်ဘက်ခြမ်းဆိုပြီးစုံ3ခုခွဲခြားထားပါတယ်။အုပ်စုအဆင့်ပွဲစဉ်တွေမှာအသင်းတွေဟာကိုကြရာဆုံးထဲမှာပဲကစားရမှာဖြစ်တဲ့အတွက်လေရင်နဲ့နိုင်ပေါင်းများစွာခီးသွားရမယ့်တန်းကနေတသားစီမှာဖြစ်ပါတယ်။ပရိသတ်တွေအတွက်လည်းအားပေးခြင်းနဲ့အသင်းရည်ဆုံးကိုပဲအဓိကထားသွားရောက်နိုင်လို့အများကြီးအဆင်ပြေစေမှာပါ။2026ခုနှစ်ကမ္ဘာဖလားကြီးကအရွယ်အစားပုံစံနိုင်ငံအရေးအတွက်အားလုံးကိုပြောင်းလဲလိုက်တာပါ။ဘယ်နိုင်ငံကကမ္ဘာဖလားတက်ရဖူကိုရရှိသွားမလဲ။အသင်းသစ်တွေကဘလို့အားသိစရာတွေဖန်တီးပြမလဲဆိုတာကိုတော့2026ခုနှစ်ရဲ့ဇွန်လနဲ့ဇူလိုင်လတွေမှာရင်ခုန်စွာနဲ့အတူတူစောင့်မျှော်ကြည့်ရှုကြပါစို့လို့တိုက်တွန်းလိုက်ပါတယ်နော်။အချိန်ပေးပြီးတော့ကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ထူးခြားဆက်များကြောင်ရာလေးတွေကိုစဉ်ဆက်မပြတ်ကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ကြည်ပါ channel လေးကိုလည်း like and subscribe လေးလုပ်ထားပေးဖို့မမေ့ပါနဲ့နော်။ကျမတို့ရဲ့ကြည်ပါဗီဒီယိုလေးကနေတစ်ခုခုညသွားပါစီနော်။